အားလုံးပဲကျွန်တော်တို့ဒုတိယချင်းမိတ်ဆွေအားလုံးပဲမင်္ဂလာပါဗျာကျွန်တော်ရဲ့ကိုဒေကြီးဆိုတဲ့ channel တစ်လေးကနေပြီးတော့ငွေတွေးစွာပြန်နေကြိုဆိုလိုက်ပါတယ်ဗျာဥစားပထမအနေနဲ့ကျွန်တော်ရဲ့ဗီဒီယိုဖိုင်လေးကိုဝင်ကြည့်ရဆိုတဲ့ပုံမှန်လေးအားလုံးပဲကြောက်မှချမ်းသာပြီးတော့လူရင်းစန္ဒတွေပြည့်စုံနေကြပါစေเนาะအားလုံးပဲကျွန်တော်တို့မင်္ဂလာရှိတဲ့ညချမ်းလေးဖြစ်ကြပါစေမင်္ဂလာမရှိဘူးလားပြောရင်တော့ရှိတာပေါ့နော်ဒါပေမဲ့သူကခွဲခြားရှိပါတယ်ဘာကြောင့်လဲဆိုတော့လက်ရှိကျွန်တော်တို့ဒီနေ့နေကုန်မှာဆိုရင်လည်းဘယ်သူတွေအဆင်ပြေလဲဆိုပွင့်လင်းပြောရရင်မနက်ကောညနေရောကျွန်တော်တို့နေတဲ့ဆိုတဲ့ကူမလေးမနက်ကဆိုရင်ပတ်သီးဆိုတဲ့ကူမလေးတွေရမယ်တင်ခွက်ဆိုတဲ့ကူမလေးကျွန်တော်2မိနစ်နဲ့ရတယ်เนาะပြီးတော့ကျွန်တော်တပတ်စာတဲမှာဆိုလည်းကျွန်တော်ကြံနဲ့ share ပြန်လေးနဲ့ကျွန်တော်3သီးစားဆိုပြီးရတယ်ညနေမှာဆိုလည်းကျွန်တော်အတိုင်းပဲเนาะညနေမှာဆိုတော့ကျွန်တော်ပတ်သီးပတ်တဲ့ကူမလေးတွေ6ပတ်သီးနဲ့ရမယ်4ပတ်သီး9ပတ်သီးကြောင်ပိတ်2ဆိုင်နဲ့ချုပ်ပြီးထားတာပဲเนาะဒါပေမဲ့သူကနော်ကိုပတ်တီလေးနဲ့ပဲကျွန်တော်ထပ်ထားတဲ့ကြောင်ပတ်တီပတ်တဲ့ကူမလေးရမယ်ပြီးတော့ဘာလို့လဲဆိုတော့ကျွန်တော်တို့ရဲ့တပတ်စာထဲမှာကြံနဲ့နော်ကျွန်တော်တို့25ခွက်နဲ့2သီးစားရမယ်အဲ့တော့ဒီနေ့ကျွန်တော်ဗိုလ်တော်ဦးနေ့မှာတော့နော်အလကားကျူးတဲ့ကြောက်တွေလုံးဝနော်အကုန်လုံးအဆင်ပြေသွားပြီအဲ့တော့ဘာလို့လဲစမပြေဘူးလဲဆိုတော့ကျွန်တော်ကိုနော်ဒါရောင်ကြီးနဲ့လာပြီးတော့ဖွင့်ဝင်ထားတယ်ဖွင့်ကူမလေးတွေကကျွန်တော်ဒီတစ်ပတ်တော့အောင်မြင်မှုမရလိုက်ဘူးကျွန်တော်ပေးရဲ့ပတ်တီလေးကကျွန်တော်ဗိုလ်တော်ဦးနေ့အတွင်းမှာထွက်သွားခြင်းမရှိတဲ့အတွက်ကြောင့်ဒါပွင့်နေပြောရင်တော့နော်ဝယ်စားတဲ့ကူမလေးရနည်းနည်းလေးတော့အဲ့ဟာလေးတက်သွားတယ်ပေါ့နော်အဲ့တော့ဟုတ်ပြီတေးကြီးငါတို့ကတော့နော်မင်းရုံကြည့်ပြီးတော့ဖွဲ့လာဝင်နေနော်အဲ့တော့ဗိုလ်တော်ဦးနေ့လည်းရောက်သွားပြီနော်ကနန်းကတော့မထွက်သွားဘူးအဲ့တော့ကြာလာပြီးတော့ကြာမှာဘာလို့ပေးမလဲဆိုတော့ကျွန်တော်ရဲ့ပုံမှန်လေးပဲနော်ကျွန်တော်ကူမလေးတွေကိုကျွန်တော်ဒါဒီတစ်ပတ်ကကိစ္စကိုဒီတစ်ပတ်မှာပဲအဆင်ပြေအောင်လို့ဒီကြခဲ့ပေါ့နော်အရင်ကဆိုတာကျွန်တော်တို့ဒါအဖွဲကြုံဝင်တဲ့လူတွေခေါ်တာဒီတစ်ပတ်ကိုကျွန်တော်အဖွဲကြုံဝင်မခေါ်ပါဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်ဒါအခုဝင်ထားတဲ့အကူမလေးတွေကိုကျွန်တော်အဓိကအဆင်ပြေပြအောင်လုပ်ပြရမှာကအရေးကြီးရတဲ့ကြောင့်နော်ဒါအခုကျွန်တော်ဝင်ထားတဲ့ပုံမှန်လေးတွေကိုကျွန်တော်ထပ်ပြီးတော့ဒေတာကယ်ပေါ့နော်ကျွန်တော်အကောင်းဆုံးဖြစ်နိုင်မယ်ဒေတာကယ်ပေါ့နဲ့အဆင်ပြေအောင်လို့ကြိုးစားပြီးမယ်အဲ့တော့ကဏ္ဍကိုကျွန်တော်ဘယ်ချိန်လောက်ပို့မလဲဆိုတော့ကျွန်တော်ဒီညလောက်ပို့ပြီးမယ်နော်ကျွန်တော်ဒါအခု live show လေးဗီဒီယိုဖိုင်လေးပြီးသွားတယ်ကျွန်တော်စပြီးတော့ကဏ္ဍရှာမှာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ကမာလေးခဏလေးတော့စိတ်ရှိနေသီးခံပြီးတော့စောင့်နေခြင်းနဲ့ပြဘာကြောင့်လဲဆိုတော့တချို့ကမာလေးအခုချိန်မှာလောနေတာကျွန်တော်လည်းသိပါတယ်နော်အဲ့တော့ဖုန်းကြီးခေါ်တာလေးကျွန်တော်သိတယ်မဆက်ပို့ထားတာလေးတွေ့တယ်ဒါပေမဲ့ခဏလေးတော့သီးခံပြီးတော့စောင့်ပြီးနော်ကျွန်တော်ရကြရင်ကျွန်တော်ကဏ္ဍလေးပို့ပြီးသွားတယ်ကျွန်တော်လိုအပ်တဲ့ဟာလေးကျွန်တော်စာလေးပြန်ပေးထားမယ်เนาะအဲ့တော့ခဏလေးတော့တီးခံပြီးစောင့်နေချင်ပါတယ်ဗျာเนาะကျွန်တော်လည်းဒါရှေ့ဘက်တွေမှာကျွန်တော်မိတ်ဆွေတွေအကောင်းဆုံးเนาะဟုတ်တယ်မလားเนาะတစ်ပတ်ကိုကျွန်တော်တို့2သီးစားเนาะ2သီးစားနဲ့ကျွန်တော်တို့နှစ်ချိန်လောက်လုပ်ပေးခဲ့မယ်ဒီတစ်ပတ်တော့ကျွန်တော်နည်းနည်းလေးချွန်းချက်လေးဖြစ်သွားတယ်ဒါပေမဲ့ကျွန်တော်စိတ်ပူစရာတော့မလုပ်ပါဘူးကျွန်တော်လည်းအမြဲတမ်းကျွန်တော်မိတ်ဆွေတွေကိုကဲနေတယ်လို့ကဲပေးနေရပဲเนาะဒီတစ်ပတ်လည်းကျွန်တော်တီးကြကဲပေါင်းနဲ့အကောင်းဆုံးဖြစ်အောင်လို့ကျွန်တော်ဘက်ကနေစူးစမ်းပေးမယ်အဲ့တော့တေချာပေါက်လေးကျွန်တော်မိတ်ဆွေတွေဒီတစ်ပတ်ကိုတော့အမျက်ယူမဲ့အတွေးလေးတော့မတွေးရတော့เนาะကျွန်တော်ဒီတစ်ပတ်ဗိုလ်တော်ဦးနေ့တော့ဒီဆော့ထားတဲ့ထွေးလေးတွေကိုကျွန်တော်ကြည့်အောင်လုပ်လိုက်ပြီးတော့ဆော့မယ်ဘာကြောင့်လဲဆိုတော့ဒုတိယပတ်တိုင်းရှိရပြတဲ့အတွက်ကြောင့်ဒီတစ်ပတ်ကိုကျွန်တော်တို့ထွေးလေးယူပြီးတော့နောက်တစ်ပတ်မှာကျွန်တော်ပြန်ပြီးတော့အမျက်ရှာလို့ရပါတယ်เนาะအဲ့တော့အဲ့ဒီနေ့တိုင်းပဲကျွန်တော်ဆက်ပြီးတော့မယ်ဒါလေးက friend ကမာလေးတွေကိုကျွန်တော်မှားချင်တာလေးမှားပြီးရပြအဲ့တော့ကျွန်တော်တို့ဒီကနေ့လေးစမယ်เนาะဒီတိုက်ကတော့ကျွန်တော်တို့အများကြီးပြောကြမလို့ဒီနေ့ကလုံးဝကျွန်တော်တို့အဆင်ပြေတယ်မနက်ဖြန်ကိုလည်းအကောင်းဆုံးဖြစ်အောင်လို့ကျွန်တော်ဘက်ကနေရှာပြီးတယ်အဲ့တော့ဘာရှိမလဲမနက်ဖြန်ကျွန်တော်29ရက်8လ2026เนาะကြာတာမင်းနဲ့ကျွန်တော်မနက်စီးမှာတေးရီငါတို့ကလုံးဝပတ်ချင်တယ်ဆိုဘာရှိမလဲကျွန်တော်တို့ရဲ့ site ရဆိုရင်เนาะ3ပတ်ဒီ10ပတ်ဒီရှိပါတယ်အဲ့တော့ကျွန်တော်3ပတ်ဒီ10ပတ်ဒီကနေမှအကောင်းဆုံးဖြစ်နိုင်မယ်ကျွန်တော်တို့တင်ကွက်လေးတွေဒူမိန်းလေးတွေเนาะမိန်းကွက်လေးတွေကိုကျွန်တော်ဘက်ကနေစပြီးတော့ဖြုတ်ပြမယ်အဲ့တော့ပုံမှန်တိုင်းလေးပဲကျွန်တော်စောင်းနဲ့ဘော့ပင်လေးမယူရသေးရဆိုတော့ကွန်မာလေးတွေကတွားယူပြီးတော့တေချာလေးလိုက်ပြီးတော့မှတ်စေချင်ပါတယ်ဗျအဲ့တော့ကျွန်တော်စပြီးတော့ပြုတ်မယ်เนาะအဲ့တော့ကျွန်တော်ဘာရှိမလဲ3နဲ့ပတ်သက်ရင်30 34ဆိုတဲ့ကဏ္ဍလေးရှိမယ်8နဲ့ပတ်သက်ရင်တော့80နဲ့85ဆိုတဲ့ဒီကဏ္ဍလေးတွေကကျွန်တော်တို့မနက်ဖြန်7နာရီ10မိနစ်စီမှာဒူမင်းနေနဲ့ဆော့လို့ရမှာကျွန်တော်နောက်ထပ်ပြီးတော့ပြောပြမယ်3နဲ့ပတ်သက်ရင်တော့30နဲ့34 8နဲ့ပတ်သက်ရင်တော့80နဲ့85ဆိုတဲ့ဒီကဏ္ဍလေးတွေကကျွန်တော်တို့မနက်ဖြန်ကိုနော်ဒူမင်းနေနဲ့ဆော့လို့ရမယ်ပြီးတော့ကျွန်တော်တို့ main ကမှာဆိုရင်3နဲ့ပတ်သက်ရင်3နဲ့36 8နဲ့ပတ်သက်ရင်တော့8နဲ့86ဆိုတဲ့ဒီကဏ္ဍလေးတွေကကျွန်တော်တို့မနက်ဖြန်ကို main ကွက်နေနဲ့ဆော့လို့ရမယ်ကျွန်တော်နောက်ထပ်ပြီးတော့ပြောပြမယ်3နဲ့ပတ်သက်ရင်3နဲ့36 8နဲ့ပတ်သက်ရင်တော့8နဲ့86ဆိုတော့ကျွန်တော်ဒီကဏ္ဍလေးတွေကကျွန်တော်မနက်ဖြန်ကိုမိတ်ကွက်နေနဲ့ဆော့ရရမယ်အဲ့တော့ပတ်တီးတူမိတ်ကွက်ပြီးသွားရင်အချက်ဆုံးတစ်ခွက်ကောင်းလေးမပြောခင်မှာဂျားထဲမှာကျွန်တော်တို့သိကြီးငါတို့ကတော့ကီးပြီးခွေလေးလိုချင်တယ်ဆိုရင်တော့မနက်ဖြန်အတွက်ကီးပြီးခွေသည်936ဆိုတဲ့ကီးပြီးခွေလေးရှိပါတယ်ဗျအဲ့တော့ကိုကအများကြီးမစောချင်လို့ခွေချင်နဲ့ကတ်ချင်တယ်ဆိုရင်တော့မနက်ဖြန်ကို936ဆိုတဲ့ကီးပြီးခွေလေးရှိပါတယ်เนาะအဲ့တော့နော်ကျွန်တော်ပြောရမယ့်ဟာလေးပြီးသွားဆိုတော့နောက်ဆုံးကျွန်တော်တို့အကြိုက်ဆုံးတစ်ခွက်ကောင်လေးမပြောချင်ပါအဖွဲ့ဝင်ကောင်မလေးတွေကိုကျွန်တော်ထပ်ပြီးတော့မှားပါမယ်နော်
sorry เนาะဖုန်းလေးခဏလာလို့အဲ့တော့တကွာကောင်းလေးမပြောခင်မှာကျွန်တော်အဖွဲ့ဝင်ကောင်မလေးကိုထပ်ပြီးတော့မှားမယ်เนาะကျွန်တော်ဒါဒီတစ်ပတ်ကိုကျွန်တော်အဖွဲ့ချိုးဝင်လာလက်မခံထားပါဘူးဘာလို့လဲဆိုတော့ကျွန်တော်ဒီတစ်ပတ်ထုတ်ပြီးမဲ့ဒီကြကပောက်ဒီဒါကျွန်တော်တို့ဒါဒီတစ်ပတ်မှာအဖွဲ့ဝင်ထားတဲ့ကောင်မလေးအစင်မပြေဖြစ်သွားတဲ့အတွက်ကြောင့်အဲ့ဒီကောင်မလေးတွေသီးသန့်ကိုပဲကျွန်တော်အဲ့ဒီကြကပောက်ပြမှဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်လူသစ်မခေါ်ထားပါဘူးเนาะအဲ့တော့ဒီတစ်ပတ်ကျွန်တော်ဖွဲ့ဝင်ထားတဲ့ကောင်မလေးတွေကကျွန်တော်ဒီနေ့ညအကောင်းဆုံးဖြစ်နိုင်မယ့်ကဏ္ဍလေးရှာပြီးတော့ကျွန်တော်ညဘက်ကစပြီးတော့ကျွန်တော်ကဏ္ဍလေးပို့ပေးမယ်အဲ့တော့ကျွန်တော်မရှိလေးတွေကစိတ်ရှိရှိလေးနဲ့เนาะအစင်ပြေမယ်ဆိုရင်တော့ဒီကံဆောင်ပေးပါဒီကဲလို့ကျွန်တော်ဒီညကိုအစုံတော့เนาะဒါလူစုံတော့ကျွန်တော်ရအောင်တော့ကဏ္ဍပို့ပေးမယ်တကယ်လို့မနက်မိုးလင်းလို့မှကိုကကဏ္ဍမရောက်သေးဘူးဆိုတော့ကောင်မလေးကကျွန်တော်တစ်ချက်လောက်ဖုန်းလေးဆက်ပြီးလက်ရှိမှာကျွန်တော်ဖုန်းဝင်ထားတာတွေလည်းအများကြီးပဲစာရီပို့ထားတယ်တွေ့ပါတယ်လောဆယ်တော့ခဏတော့တီးခံပြီเนาะကျွန်တော်အခုလောမယ့်ဟာလေးတွေကအရင်များနေတာဘာကြောင့်လဲဆိုတော့เนาะကဏ္ဍရှာမယ်အချိန်လေးလည်းအရေးကြီးတယ်ပေါ့เนาะကျွန်တော်မိတ်ဆွေလေးတွေပူပန်နေအောင်နားလဲပါတယ်ကျွန်တော်လည်းကျွန်တော်ဆိုပူပန်ရတာပေါ့ဗျာဟုတ်တယ်မလားကိုယ်ယုံကြည်ရလို့လည်းစမပြေဖြစ်နေရောဒါပေမဲ့ကျွန်တော်တို့ကကျွန်တော်မိတ်ဆွေတွေကိုပြတ်ထားလို့မရဘူးကျွန်တော်မိတ်ဆွေတွေကပူပန်နေဆိုပေမဲ့ကျွန်တော်မိတ်ဆွေတွေကဏ္ဍရှာစရာမလိုဘူးလေเนาะကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်အဆင်ပြေအောင်လို့ပြန်ပြီးတော့ကဏ္ဍရှာမယ်အချိန်လေးလေးကျွန်တော်မှလိုနေတာဖြစ်တဲ့အတွက်ကြောင့်ခဏလေးတော့တီးခံပြီးတော့နားလဲစီချင်တယ်ပဲเนาะဖုန်းလေးတွေကျွန်တော်နောက်ကျရင်ကျွန်တော်ပြန်ပြီးတော့ကံပေးမယ်ခဏလေးတော့လောလောဆယ်တော့ဒီနေ့လေးတော့เนาะဒါ message လေးတွေပို့ထားတဲ့ကွန်မာလေးတွေကဖုန်းလေးခေါ်တဲ့ကွန်မာလေးတွေနေတော့နားလည်စေချင်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်ကဏ္ဍကိုဒီနေ့ညအပြီးအကောင်းဆုံးဖြစ်နိုင်မယ့်ဟာလေးရှာပြီးပြီးတော့ကဏ္ဍပို့ပြီးမယ်။ပို့ပြီးလို့မှမရောက်ဘူးဆိုတဲ့ကွန်မာလေးကကျွန်တော်တစ်ချက်လောက်မနေ့ကျရင်ပြောပြီးเนาะမနေ့မှပြောပြီးပဲเนาะကျွန်တော်ဒီညကိုကျွန်တော်ရအောင်လို့ပုံပို့ပြီးเนาะဟုတ်ပြီလားဒါလေးကကျွန်တော်လိုအပ်တဲ့ဆိုတဲ့ဟာလေးတွေကိုပြောပြတာပါ။ကြဟုတ်ပြီအဲ့တော့ဂျာဖက်အနေနဲ့တဘောင်းအနေနဲ့ကျွန်တော်ပြောမှဆိုရင်တော့မနေ့ဖြတ်တော့ကိုကျွန်တော်3ပိုင်းနဲ့တစ်ခွက်ကောင်းလေးရေးပေးထားပါတယ်အဲ့ဒါကကျွန်တော်ဗာလဲဆိုရင်တော့3ပိုင်းနဲ့3ခွန်ဆိုတဲ့တစ်ခွက်ကောင်းလေးရေးပေးထားပြီเนาะကဲအဲ့ကျွန်တော်ဒီလောက်ပါပဲเนาะကျွန်တော်ပြောမယ့်ကဏ္ဍလေးလည်းပြီးသွားပြီဆိုတော့အားလုံးပဲမင်္ဂလာရှိတဲ့ကြတဲ့ပြကြပါစေမနေ့ဖြတ်မှလည်းကိုတို့ရဲ့ကဏ္ဍလေးကပေါက်ကဏ္ဍလေးဖြစ်ပြီးတော့ဒီတက်မကပို့ပြီးတော့အစီအမံကြပါစေဗျာเนาะဟုတ်ပြီလားပြီးတော့ဖွင့်ကမာလေးကျွန်တော်ဒါခဏခဏပေါ့เนาะကျွန်တော်ပြောပါတယ်ဗာလဲဆိုတော့ကျွန်တော်ဘက်ကနေเนาะဒါလုပ်ပြီးလို့ရသလောက်တော့ကျွန်တော်အကောင်းဆုံးလုပ်ပြီးမယ်เนาะအဲ့တော့ကျွန်တော်ဒါဒီဂျာတာဘေးတောက်ကြမှာလဲပုံမှန်ကျွန်တော်တို့ဒါဂျာတာဘေးနေ့လောက်မှာပဲတန်းပြီးတော့ထွက်နိုင်တယ်ကဲပေါ်မျိုးပြအောင်လို့ကျွန်တော်ဘက်ကနေအကောင်းဆုံးကြိုးစားပေးမယ်အဲ့တော့တေချာလေးတော့လိုက်ဆော့စေချင်ပါတယ်ဗျာเนาะဟုတ်ပြီလားဘာဖြစ်ဖြစ်ကျွန်တော်ဒီလိုမျိုးဆိုတာကတော့ဒုတိဆော့နေတွေ့ရတော့ကြုံတွေ့ရမှာပဲเนาะမကြုံချင်ဘူးဆိုရင်တော့ရှင်းပါတယ်မဆော့ဘိုင်းနေတော့မကြုံဆော့မယ်ဆိုရင်တော့ကြုံတွေ့ရမှာပဲဒါပေမဲ့ကျွန်တော်တို့လည်းအဲ့ဒါနိုင်ဆုံးလေးမကြုံအောင်လို့ကြိုးစားပြပေးမယ်တခါကြောက်လေဒီလိုဖြစ်တာပေါ့ဗျာเนาะအဲ့ဒါလေးတော့ကျွန်တော်နားလည်စေချင်ပါတယ်ကျွန်တော်ဘက်ကနေကောင်းကောင်းဖြစ်နိုင်မယ်ဒီကြကဲပေါ်လေးကိုကျွန်တော်ဒီနေ့ညစပြီးတော့ခဏလေးပို့ပေးမယ်เนาะကြဲကျွန်တော်ဒီလောက်ပါပဲအားလုံးပဲမနေ့ပြန်နေ့လေမှာကျွန်တော်ပြန်တွေ့မယ်เนาะမနေ့ပြန်နေ့လေကြာရင်တော့ကျွန်တော်တို့ထုတ်ပေးတဲ့ကဲပေါ်လေးနဲ့တူတူဗျာအားလုံးပဲကျွန်တော်เนาะအဝဲခံကြပါမယ်เนาะဟုတ်ပြီလားကဲပေါ်မယ်เนาะအားလုံးပဲ